ဘယ်မင်္ဂလာပါဗျာကျွန်တော်ဒီ FS ကိုမိုဘိုင်းအသုံးပြုနည်းလေးကိုကျွန်တော်အခြေခံကြဒီပညာလေးကိုပြပေးမှာဖြစ်ပါတယ်ဗျဟောတချင်းဒီလိုမျိုးကိုယ်ပိုင်ဖန်တီးခြင်းတဲ့လူတွေဖြစ်ဖြစ်နှုတ်ကိုတကြဖတ်တတ်ပြီးတော့ FS ကိုကောင်းမှမသုံးတတ်တဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဗီဒီယိုလေးမှာအကျိုးရှိစေလို့ဆိုရင် subscribe လေးလုပ်ခဲ့ဖို့မေတ္တာရက်ခံပါတယ်ကဲအားစားလိုက်ရအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပါပေါ့အခြေလေးတစ်ပုဒ်ကိုဖန်တီးကြမှာဖြစ်ပါတယ် FS မိုဘိုင်းလေးနဲ့ပေါ့နော်ဘာလို့လဲကျွန်တော်ဗာတချင်းလေးဖန်တီးမလဲဆိုရင်ခုပေါ့အမေဖေကိုဖော်ကြည့်တဲ့တချင်းလေးပေါ့နော်သမီးလေးကိုဖော်ကြည့်တဲ့တချင်းလေးကိုကျွန်တော်ဖန်တီးပြမယ်ဘာလို့လဲကျွန်တော်တို့ဒီမယ်လေးအလယ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်မယ်ပြီးရင်ဒီ blue စစ်ပါကိုနှိပ်ပြီးတော့ဒီထဲကနေကျွန်တော်အသက်လေးတစ်တန်ကိုယူလိုက်မယ်ဗျာ okay ဒီတန်လေးရေးလိုက်မယ်ပြီးရင်ကျွန်တော်တို့နှုတ်ကြည့်ရမယ်ဗျနှုတ်ကမကြည့်တော့ရရင်ဒီလက်တန်းလေးဒီထဲမှာအားတိုင်းလေးတီးမယ် okay ဘာလဲချင်းလေးလို့ထင်မလဲကျွန်တော်ဒီဇိုင်းတစ်မျိုးလေးနဲ့တီးမယ်နော်ဒါလည်းကျွန်တော်အရင်စီထားလို့ဒါလေးပေါ်လာတော့ဒီအတွန်းအရေးကြီးရကျွန်တော်နှုတ်ကြည့်နေလေနောက်ကြရင်တင်လို့မယ်ဒါကတော့ကျွန်တော်အစမ်းလေးတီးပြမှာဖြစ်ပါတယ်ဗျတခြားလေးကျွန်တော်ဒီတော့ကြည့်တယ်နော်ပြီးရင်ကျွန်တော်အသေးဝါးဆိုကျွန်တော်ပြပေးမယ်ဒါလေးဟိုဖြက်ပြပါအဲ့ကြောင့်မို့လို့အဲ့ဒါအားအောင်မို့လို့တော့ဘောโอเคနားထောင်ကြည့်လိုက်အောင်နော်ဒီကနှုတ်လေးတစ်လုံးကြောက်သွားတာနှုတ်လေးတစ်လုံးကြောက်မင်းအားတွေโอเคဒါလေးကတော့ကျွန်တော်ပေါ့FS ကိုပေါ့အတန်နဲ့ကျွန်တော်တီးပြသွားဖြစ်ပါတယ်နောက်ထပ်ကျွန်တော် FS ကိုသူကြတုံးနည်းလေးကိုကျွန်တော်တင်ပေးပါမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးထားခဲ့ပါဦးဗျအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အားပေါ့တီးတဲ့ခါမှာနှုတ်တင်မတီးဘူးဆိုရင်ဒီမဲ့ဒီနှုတ်လေးကိုဓာတ်ပုံလေးရိုက်ပြီး subscribe ရိုက်ပြီးတော့စက်တီးစီပါအားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ